ဒီနေ့မှနိုဘီတာဆောင်းမွေးပွဲမှာအမတ်တုံညာရလို့သူ့အမေဆိုတာခံနေရပါတယ်။အဲ့ဒီလိုနဲ့နိုဘီတာစိတ်ဆူပြီးအိမ်ပေါ်ကဆင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဘယ်နေရာပဲသွားလူတွေမောင်းထုတ်တာခံနေရပါတယ်။ပန်းချန်နဲ့သွားနေတော့ဒီမှာမနေရဝှဆွေမှာမောင်းထုတ်ပါတယ်။တောင်ပေါ်သွားပြန်တော့လဲစောက်လို့ရသမားတွေကမောင်းထုတ်လိုက်ပါတယ်။နိုဘီတာကကဘာကြီးမှာငါတို့နေရတော့မရှိဘူးဆိုပြီးဝမ်းနေသွားပါတယ်။အဲ့ဒီအချိန်မှာတွင်မောကအဲကနေထွက်ပြေးရတဲ့ပြဿနာမဖြေရှင်းနိုင်ဘူးလို့ပြောပါတယ်။ဒါပေမဲ့နိုဘီတာကအနည်းဆုံးတော့ငါ့ကိုမဆူတဲ့နေရာရှိချင်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့နိုဘီတာကစားကွင်းမှာထိုင်နေတဲ့အချိန်မှာဂျိုင်ယန်ဆူနီယိုနဲ့ရှီဇူကာတို့ရောက်လာကြပါတယ်။သူတို့အားလုံးကလည်းအိမ်ပေါ်ကနေဆင်းလာတာလို့ပြောပါတယ်။ဂျိုင်ယန်ကတော့သူ့အမေကစာရွက်လုပ်တွေကုလုပ်ခိုင်းပြီးမှမလုပ်ရင်လည်းစူပါတယ်။အဲအကြောင်းဆွညစ်ပြီးရောက်လာတာပဲဖြစ်ပါတယ်။ဆူနီယိုကတော့ကျူရှူနေပီယန်နိုကလပ်တွေနဲ့ extra class တွေများလို့စိတ်ညစ်နေတာပါ။သူကသူ့ကိုအနာမပေးဘူးဆိုပြီးမှအခုလိုရောက်လာတာပဲဖြစ်ပါတယ်။ရှီဇူကာကတော့စပိုင်းမှာမလိုက်ရှင်ပါဘူး။ဒါပေမဲ့သူ့အမေကပီယန်နိုလေ့ကျင့်ခိုင်းပြီးတော့မလေ့ကျင့်ရင်စိတ်ဆိုးရကြောင်းရှီဇူကာလည်းရောက်လာတာပဲဖြစ်ပါတယ်။အဲ့လိုနဲ့အားလုံးကအခုခေတ်မှာလည်းနေစရာနေရာမရှိတာနဲ့အထိတ်ကလောက်သွားပြီးကိုယ်ပိုင်နိုင်ငံတည်ထောင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒွေမွန်ကတိုင်းမရှင်းကိုသုံးပြီးတော့သူတို့အားလုံးကိုလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကဂျပန်နိုင်ငံကိုခေါ်သွားပါတယ်။အဲ့ဒီခေတ်ကဘာမှမဖွံ့ဖြိုးသေးပါဘူး။အဆောက်အအုံလည်းမရှိဘူး၊ကားလည်းမရှိဘူး၊လူတွေလည်းမရှိပါဘူး။တဘာဝတရားကြီးပဲရှိနေပါတယ်။နိုဘီတာတို့ကအဲ့နေအောင်မြင်တော့အရန်ကိုပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားနေကြပါတယ်။ဒီနေရာကငါတို့နိုင်ငံပဲဆိုပြီးပြောနေကြပါတယ်။နောက်ပြီးတော့ဒွေမွန်ကဝန်ကြီးဌာနတွေဖွဲ့စည်းလိုက်ပါတယ်။ဂျန်ကတော့စောက်လိုက်ဝင်ကြီးရတူပေးလိုက်ပါတယ်။ဆူနီကတော့စိုက်ပျိုးရေးဝင်ကြီးပါ။နောက်ပြီးရှီဇူကာကတော့ဥယျာဉ်ချိန်တွေစိုက်ပျိုးရေးဝင်ကြီးခန့်လိုက်ပါတယ်။နိုဘီတာကတော့မွေးမြူရေးဝင်ကြီးအဖြစ်ခန့်လိုက်ပါတယ်။နိုဘီတာကအမွေတွေးဆန်နေဖန်တီးဖို့အတွက်ဒွေမွန်ပေးလိုက်တဲ့ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့တတဝါမြေဗီဇတွေကိုရောဆက်လိုက်ပါတယ်။အဲဒီလိုရောဆက်ပြီးတဲ့နောက်မှာတော့တတဝါလေး၃កောင်ထွက်လာပါတယ်။အဲဒီတတဝါလေး၃កောင်ကတော့ပီကာဆက် ဂရီဖင်နဲ့ဒရာဂွန်တို့ဖြစ်ပါတယ်။ပီကာဆက်ကတော့အတောင်ပံပါတဲ့မြင်းဖြူလေးဖြစ်ပြီးတော့ဂရီဖင်ကတော့ချင်းလေးကိုလုံးနဲ့လင်းယွန်တောင်ပံတွေပါရှိတဲ့အကောင်လေးတစ်ကောင်ပါ။ဒရာဂွန်ကတော့ငကားပဲဖြစ်ပါတယ်။နိုဘီတာအဲ့ကောင်လေးတွေကိုအရန်ချစ်ပါတယ်။သူ့နဲ့ကစားတယ်အစာကျွေးတယ်တူတူပြန်တန်းကြပါတယ်။အချိန်လေးကြာလာတဲ့အမျှသူတို့ကအတိတ်ခေတ်မှာအရန်ကိုပျော်နေကြပါတယ်။ညဘက်ဆိုရင်ကောင်းရင်ကြီးကိုကြည့်ရင်လည်းအတူတူထိုင်ပြီးစကားပြောကြပါတယ်။အဲ့ဒီခေတ်မှာမြို့ကြီးရဲ့ရှုပ်ထွေးမှုတွေမရှိဘူး။ဆောင်းပွဲမရှိဘူး။စူးမဲလူကြီးတွေလည်းမရှိပါဘူး။ဒါပေမဲ့တနေ့မှာသူတို့ရဲ့မူလအချိန်ကိုပြန်လာတဲ့အချိန်မှာနိုဘီတာရဲ့အခန်းထဲမှာကောင်းလေးတယောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူ့ပုံစံကနည်းနည်းအရိုင်းဆန်နေပြီးတော့ကြောက်ခက်လူသားပုံပေါက်နေပါတယ်။ပြီးတော့နိုဘီတာနဲ့ဘာသာစကားချင်းလည်းမတူပါဘူး။အဲဒါကြောင့်မို့ဒိုရမွန်ကဘာသာပြန်လို့ရမယ့်မုံလေးကျွေးလိုက်ပါတယ်။အဲ့ဒီအခါမှာတော့အဲ့ကောင်လေးရဲ့နာမည်ကကူကူဖြစ်ပြီးတော့သူကအလင်းမျိုးနွယ်ကနေလာတာပါ။အခုလက်ရှိမှာသူတို့ရဲ့မျိုးနွယ်ကအမောင်မျိုးနွယ်တက်ခတ်ခြင်းကိုခံနေရတယ်လို့ပြောပါတယ်။သူတို့ရောမကောင်းဆိုးဝါးတယောက်ကဖျက်ဆီးလိုက်ပြီးတော့လူတွေကိုလည်းဖမ်းခေါ်သွားတယ်လို့ပြောပါတယ်။အဲ့ဒီမကောင်းဆိုးဝါးရဲ့နာမည်ကဂီဂါဇွန်ဘီလို့ခေါ်ပါတယ်။ခူရူကသူ့ရဲ့လူမျိုးတွေကိုကယ်ပေးဖို့အကူအညီတောင်းပါတယ်။အဲ့ဒီလိုနဲ့နိုဘီတာတို့ကခူရူကိုတနာသွားပြီးမှကူညီဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါနဲ့အားလုံးပေါင်းပြီးတော့ဂီဂါဇွန်ဘီဆိုတဲ့မကောင်းဆိုးဝါးကိုရှာဖွေဖို့ခီးထွက်ကြပါတော့တယ်။ခီးလန်းကထင်တယ်လို့မလွယ်နေပါဘူး။တောကြီးတွေဖျက်ရတယ်တောင်တွေတက်ရပါတယ်။ဒါပေမဲ့နိုဘီတာတို့အဖွဲ့ဟာတယောက်ကိုတယောက်ကူညီပြီးတော့ရှေ့ဆက်သွားကြပါတယ်။အဲ့ဒီလိုသွားနေရင်လည်းတစ်ချိန်မှာတော့သူတို့ကိုအရန်တူးဆန်းတဲ့မြေကြီးနဲ့လှုပ်ထားတဲ့အယုတ်တွေကတိုက်ခိုက်ပါတယ်။အဲ့ဒီအယုတ်ကအတိတ်ကအယုတ်နဲ့မတူဘဲနဲ့နီးပညာမြင့်လက်နက်တွေနဲ့တိုက်ခိုက်နေပါတယ်။တွင်မုံကအဲ့ဒါကိုမြင်တော့တခုခုမူမမှန်ဘူးဆိုတော့တိသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်မှာဒီလိုနီးပညာတွေကမရှိသင့်ဘူးလေ။အဲ့ဒီနောက်တွင်မုံကဂီဂါဇွန်ဘီရဲ့လှုပ်ဝဲနေရာကိုရောက်သွားပါတယ်။အဲ့ဒီမှာတကယ်အမှန်တရားကိုသိလိုက်ရတာပါ။တကယ်တော့ဂင်ဂါဇွန်ဘီကအနာဂတ်ကနေအတိတ်ကိုလာခဲ့တဲ့လူဆိုဖြစ်နေတာပါ။သူ့ရဲ့ရည်ရွယ်ချက်ကတော့တမိုင်းကိုပြောင်းလဲပစ်ဖို့ပါ။အတိတ်ကတော့ထိန်းချုပ်ပြီးတော့သူ့ရဲ့အင်အားကြီးအဖွဲ့တစ်ခုကိုတိစောက်ချင်နေတာပါ။အဲဒါကြောင့်ခူခူရဲ့လူမျိုးကိုဖမ်းပြီးတော့အလောက်ခိုင်းနေတာပဲဖြစ်ပါတယ်။ဒါကိုသိရတဲ့နိုဘီတာတို့ကအရန်ကိုဒေါ်လာထွက်သွားကြပါတယ်။ဒီကဇွန်ဘီကတော့သူ့ကိုယ်သူအရန်အင်အားကြီးတယ်လို့ယုံကြည်နေပါတယ်။ဒါပေမဲ့သူကဒွေမွန်တို့ကိုအထင်မှားပြီးတော့ရှော့တက်မိလိုက်ပါတယ်။ဒီလိုနဲ့ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုစလာပါတော့တယ်။ဂီဂါဇွန်ဘီကဒွေမွန်ထက်အနည်းတရာနောက်ကျတဲ့အနာဂတ်ကလူဆိုးတစ်ယောက်ဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့သူ့ရဲ့ပစ္စည်းတွေကအရန်ကိုအဆင်မြင့်နေပြီးတော့အရန်ကိုစွမ်းအားမြင့်နေပါတယ်။ဒီလိုနဲ့ပထမဆုံးအနေဖြင့်ဂျိုင်ယန်ဆူနီယိုရှီဇူကာဒရေမွန်တို့ကအဖမ်းခံလိုက်ရပါတယ်။စီးနှင်းမုန်တိုင်းနေကြမှာနိုဘီတာတယောက်ပဲလမ်းလွဲပြီးပျောက်ဆုံးသွားပါတယ်။ဒါပေမဲ့ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာနိုဘီတာဖန်တီးထားခဲ့တဲ့တောင်ပံသက်တော်ဝါလေးတွေကပြန်လာပြီးတော့နိုဘီတာကိုကယ်ဆယ်ပေးလိုက်ပါတယ်။နိုဘီတာကတူးတွေးဆန်လေးနဲ့ပြန်လာပြီးတော့ဒရေမွန်တို့ကိုကယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာနိုဘီတာကအရင်လိုအရန်ကြောက်တတ်တဲ့ကောင်လေးမဟုတ်တော့ပါဘူး။တငယ်ချင်းတွေကိုကာဝယ်ဖို့ရဲရဲဝံ့ဝံ့ရပ်တည်နေပါတယ်။ဒရေမွန်ကလည်းပစ္စည်းမျိုးစုံထုတ်ပြီးတိုက်တယ်။ဂျိုင်ယန်ဆူနီယိုရှီဇူကာတို့ကလည်းတငယ်ချင်းအတွက်ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြပါတယ်။တိုက်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာတော့ဂီဂါဇွန်ဘီကိုအနိုင်ယူနိုင်ခဲ့ပါတယ်
နောက်ပြီးအနာဂတ်ကအချိန်ရဲတပ်ဖွဲ့တွေလည်းရောက်လာပါတယ်သူတို့ကဂီဂါဇူမီကိုဖမ်းခေါ်သွားကြပြီးတော့တမိုင်းမပြောင်းလဲအောင်ထိန်းသိမ်းနိုင်ပါတယ်အဲ့ဒါပြီးတော့ခူခူရွရဲ့လူမျိုးတွေလည်းလွတ်မြောက်သွားပါတယ်အားလုံးကပျော်ရွှင်စရာဆုံးသက်လို့ထင်ရပေမဲ့နိုဘီတာအတွက်အခက်အခဲဆုံးအချိန်ကအခုမှစလာပါဘာဖြစ်လို့လဲဆိုတော့သူဖန်တီးထားတဲ့ Pika Set, Dragon နဲ့ Graffin တို့ကိုနှုတ်ဆက်ရတော့မှာပါသူတို့ကိုနိုဘီတာရဲ့မူလအချိန်ကာလကိုပြန်ခေါ်သွားလို့မရပါဘူးအဲ့ဒါကြောင့်နိုဘီတာကသူတို့ကိုတဘာဝထဲမှာပဲလွတ်လပ်စွာနေခွင့်ပေးလိုက်ပါတယ်နောက်ဆုံးတော့စနေတဲ့အပိုင်းကတကယ်ကိုစိတ်ထိခိုက်စရာကောင်းပြီးဝမ်းနည်းစရာလည်းတော်တော်လေးကောင်းပါတယ်ဒီဆက်ကားလေးကတော့စစ်သားကန်တစ်ခုလည်းမဟုတ်ပါဘူးတငယ်ချင်းတန်ရောစဉ်တက်တိနဲ့လွတ်လပ်မှုနှုတ်ဆက်ခြင်းဆိုတဲ့အတိတ်ဘယ်ကိုပါလှလှပပပြထားတဲ့ဇက်ကားကောင်းလေးတစ်ပုဒ်ပါအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ